မြောက်နိုင်ကလည်းပြင်းတော့မှလေနော်ငါလက်ထက်တော့မကြပဲနဲ့မင်းလက်ထက်ကြမှာကြတယ်မင်းရအောင်ပြန်ယူရဲဝင်မှုပါသူကဘာနဲ့တောင်တင်စားလဲဆိုတော့နှစ်ပေါင်း100လောက်မှာတစ်ခါလောက်ပဲရတဲ့အခွင့်အရေးကျွန်တော်တို့ဒါပြောမယ်ဆိုရင်ဒါကလုံးဝခဲခဲရင်းရင်းရတဲ့အခွင့်အရေးအဲ့အခွင့်အရေးကိုကျွန်တော်တို့အကောင်းဆုံးသုံးချနိုင်ဖို့လိုတယ်မင်္ဂလာပါခင်ဗျຫນွေဦးတော်လန်ရေးနဲ့ပတ်သက်တဲ့သတင်းတူတွေကိုနားဆင်နိုင်ရန်အတွက်စောင့်မျှော်အားပေးကြဖို့တောင်းဆိုပါရခင်ဗျကျွန်တော်တို့ဒါပြန်ပြီးတော့ဝေမျှကြမယ်ပေါ့နော်အဲ့တော့ဒါတကြံခါသမယမှာလည်းပြည်သူတွေပေါ့နော်လုံခြုံပေးကင်းကြမှာကြပါစေလို့လည်းဥစွာဆုတောင်းချင်ပါတယ်ခွန်အားဖြစ်စရာလေးလည်းပါတယ်ပြီးတော့ကျွန်တော်တို့ဒါအချိန်မဆိုင်မဲနဲ့ပေါ့နော်လှုပ်ဆောင်ရမယ်ဆိုတော့အကြောင်းအရာအချက်လက်တချို့ကိုလည်းဒါပြောပြပြီးတော့ပေါ့နော်တိုက်တွန်းသွားတဲ့ဟာလေးရှိတယ်အဲ့ဒါကိုတော့ဧပြီလ23ရက်နေ့မှာကြာရောက်တဲ့ဂျာကာလာချင်းမျိုးသားအတိုင်းအမြံကောင်စီတီထောင်ခြင်း9နှစ်ပြည့်အခမ်းအနားမှာပြောကြားခဲ့တာဖြစ်ပါတယ်အဲ့ထက်မှာတချို့အကြောင်းအရာတွေတော်တော်ကောင်းတယ်ပေါ့နော်ပြီးတော့ကျတော့ဒီတက်ရောက်လာတဲ့ပုံစံကိုအရင်ဆုံးပြောပြဒါဒေါက်တာညိုထွန်းအောင်ပေါ့နော်ဒါဥက္ကဋ္ဌအနေနဲ့မတက်ရောက်နိုင်ဘူးအခြားအကြောင်းကိစ္စတစ်ခုနဲ့တိုက်ဆိုင်နေတဲ့အတွက်ပေါ့နော်ဒါသူကိုစားတက်ရောက်တာဖြစ်ပါတယ်ဒါပေမဲ့ဥက္ကဋ္ဌကဘာမှလိုက်တယ်ဆိုတဲ့ပုံစံမျိုးလေးကစပြောသွားတယ်အလေးထားပြီးတော့ပြောတယ်ပေါ့ဗျာဒါခေါင်းဆောင်တွေကပေါ့နော်ဒီလိုမျိုးဒါဖိတ်ကြားခံရတဲ့အခါမှာလည်းဒါတူတူတန်တန်ထက်တဲ့တန်ပုံစံမျိုးနဲ့လာပြီးတော့တက်ရောက်တယ်ပြီးရင်အလေးထားတယ်ဆိုတဲ့ပုံစံမျိုးပြရတယ်ပေါ့နော်ဒါကလည်းအတူယူစရာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒါဗကြိုးထွန်းမြင့်နိုင်မှားလိုက်တဲ့ဟာလေးကစသူပြန်ပြောပြတယ်ပြီးတော့ဒီအရှိတရားတွေပေါ့နော်ပြောသွားရလည်းရှိတယ်ပြီးတော့ဒီတော်လိုင်းတပ်ဖွဲ့အနေနဲ့ပေါ့နော်တော်လိုင်းအင်အားစုတွေအနေနဲ့ဒါအချိန်မဆိုင်မဲ့လုံးဆောင်တင်ပါတယ်ဆိုတဲ့အကြောင်းအရာမျိုးတွေပြောသွားရလည်းတွေ့ရတယ်ပေါ့နော်အဓိကစစ်အင်အားဘလောက်အရေးကြီးတယ်ဆိုတဲ့ဟာကိုလည်းပြောသွားတယ်ဒီမြန်မာမှာဖြစ်နေတဲ့အရာတွေရောကမ္ဘာမှာဖြစ်နေတဲ့စစ်ပွဲတွေမှာပါပေါ့နော်ဒီစစ်အင်အားကဘယ်လောက်ထိအရေးတာတယ်လဲဒီစစ်အင်အားကဘယ်လောက်ထိအရေးကြီးတယ်လဲစစ်အင်အားကောင်းတယ်ဟေ့ဆိုရင်ဒါကိုယ့်ရဲ့တိုင်းပြည်လူမျိုးပေါ့နော်ဒါတွေအကုန်လုံးကိုပေါ့နော်ကိုယ့်နယ်မြေဒေသဒါတွေကစကာကွယ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပြောသွားအဲ့တော့စစ်အင်အားကြီးအောင်လုပ်ရမယ်ပေါ့နော်အဓိကတော့ဒါအခုဒါဒေါ်လာရင်းတပ်ဖွဲ့ဆိုရင်အများကြီးပဲရှိတယ်ဒါတပေါင်းတစုတည်းဖြစ်မယ်ဆိုရင်ဒါတကယ့်ကိုကြီးမားတဲ့အင်အားကြီးတစ်ရက်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာတွေကိုလည်းဒါရည်ရွယ်တယ်လို့ယူဆလို့ရပါတယ်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီဟာအင်အားနည်းအောင်လိုက်လုပ်တယ်ဒေါ်လာရင်းတပ်ဖွဲ့တွေကိုအင်အားနည်းအောင်လုပ်တယ်မပေါင်းစည်းနိုင်အောင်လုပ်တယ်ပေါ့နော်အဲ့လိုပေါင်းစည်းလိုက်တယ်ဆိုရင်သူတို့ဒါတိုက်ခိုက်နိုင်မှုအတွက်တော်တော်လေးခက်ခဲသွားတယ်အဲအကြောင်းမလို့သူကအင်အားနည်းအောင်လို့အင်အားတွေကိုဖဲ့ထွက်သွားအောင်ပဲ့ထွက်သွားအောင်ပေါ့နော်ဒါသိကွဲသွားအောင်ဒီလိုမျိုးနီလန်းမျိုးစုံကအစားသူတို့အသုံးပြုပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့လိုမျိုးတွေအဖွဲ့တွေကွဲသွားပြီဆိုတဲ့ခါကျမှတစ်ဖွဲ့ချင်းလိုက်ပြီးတော့သူကကောက်စားမယ်ဆိုတဲ့ပုံစံမျိုးအဲကြတော့သူတို့ကလှုပ်လို့ရတယ်လှုပ်လဲလှုပ်နိုင်တယ်ပေါ့နော်သူတို့မှရှိတဲ့လက်နက်ခဲယမ်းလေကြောင်းအရေးတာမှုအမြောက်ဘာညာအကုန်လုံးပေါ့လေနော်အဲ့လိုမျိုးအရေးတာနေတာဖြစ်တဲ့အတွက်ဒီလိုမျိုးတစ်ဖွဲ့ချင်းစီလိုက်တိုက်မယ်ဆိုရင်စစ်ကောင်စီကအရေးတာဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီဘက်ကတော်လိုင်းအင်အားစုတွေအကုန်လုံးပေါင်းစည်းပြီးတော့တကယ့်ကိုအင်အားကြီးတရက်တစ်ဖွဲ့လှုပ်ဆောင်နိုင်တဲ့အမိန်ပေးစနစ်တွေကအစလုံးဝတပြေးတဲ့တန်းနဲ့ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့အမိန်နာခံမှုစနစ်တွေတကယ်စစ်ပုံကြမှုတွေဆိုရင်စစ်ကောင်စီဘလုံးမှာအချိန်တွေမလှဘူးပေါ့နော်အခုတော့မှကြည့်မြေပြင်တိုက်ပွဲတွေဆိုရင်စစ်ကောင်စီဘက်ကအရေးတာဖို့အတွက်တော်တော်လေးခက်ခဲလာတဲ့အနေအထားမျိုးတွေတွေ့မြင်ရတယ်မြေပြင်ကတိုက်ခိုက်တက်ချင်းချင်းဆိုရင်ဘလုံးမနိုင်တော့တဲ့အနေအထားပေါ့နော်လေကြောင်းပစ်ကူတွေလောက်ရတယ် drone တွေအဆင့်မြင့်ပြီးတော့နီးပညာတွေသုံးရတယ်ရေချောင်းကမှအစပစ်ခတ်တာတွေလှုပ်ဆောင်နေရတဲ့အနေအထားပေါ့နော်အဲအကြောင်းလို့ဒီစစ်အင်အားကိုတိစောက်နိုင်ဖို့အရင်ရေးကြည့်တယ်အဲ့လိုတိစောက်ဖို့အတွက်ကလည်းတိုင်ရင်းနဲ့တိစောက်ရတယ်အဓိကတော့ဒါတက်တိစောက်ရေးလုပ်ငန်းတွေကိုဒီထက်ပိုပြီးတော့လှုပ်ဆောင်တင်တဲ့စနစ်ကျနာမှုတွေပို့ပြီးတော့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအင်အားကြီးလာမယ်ဆိုရင်အင်အားကြီးတဲ့သူကအသာရတယ်ဒါကတော့ဒါပြောနေကြဘူးမလို့ဘူးပေါ့နော်ပြီးတော့ဒီအခွင့်အရေးအကြောင်းပြောရတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီຫນွေဦးတော်လန်ရေးမှာပေါ်လာတဲ့အဖွဲ့အစည်းတွေကတော့များပါတယ်တဲ့သူတို့မှာအာသာချက်တွေအများကြီးရှိသလိုအားနည်းချက်တွေလည်းရှိနေကြတော့မှာပဲတဲ့တော့အရှိတရားတွေပြောသွားတာနော်အဲ့တော့အာသာချက်တွေကိုဒါကျွန်တော်အများကြီးမပြောလို့ပေမဲ့ခုနပြောတဲ့အားနည်းချက်တွေကိုတော့အချိန်တူတူလေးမှာအချိန်မီပြုပြင်နိုင်ဖို့လိုပါတယ်တဲ့ဘာလို့လဲဆိုတော့လက်ရှိကျွန်တော်တို့ရနေတဲ့အခွင့်အရေးကနောက်ထပ်ဘလောက်ဆက်ပြီးမှရနိုင်မလဲဘုံရန်သူဘက်ကသူတို့အနေနဲ့ကျွန်တော်တို့ရရှိထားတဲ့အခွင့်အရေးကိုဆက်လို့မပေးလို့တဲ့အတွက်ပေါ့နော်မပေးဖို့အတွက်စူးစမ်းနေတဲ့ဟာမျိုးကိုလည်းအားလုံးသိပြီးဖြစ်ပါတယ်ဆိုတော့လက်ရှိရနေတဲ့အခွင့်အရေးကနည်းသမျှနည်းလာတဲ့အတွက်ကြောင့်မလို့ရတဲ့အချိန်ကာလလေးမှာကျွန်တော်တို့ကအင်တိုက်အားတိုက်နဲ့နေမအားညမအားအစတိုးပြီးတော့မှပဲစူးစမ်းပြီးမှကိုယ့်ရဲ့အားနည်းချက်တွေကိုအချိန်မီပြုပြင်နိုင်ဖို့အတွက်ခွန်အားအပြည့်နဲ့စူးစမ်းကြပါဆိုပြီးတော့သူကပြောသွားတယ်ပေါ့နော်ဒါဟာတကယ်ကိုလက်တွေ့ကျတဲ့အမှန်တရားဖြစ်တယ်ပေါ့နော်စစ်ကောင်စီဟာအစောပိုင်းကာလတွေမှာအရန်ဒုက္ခများခဲ့တယ်တကယ်ပြောတာဘာလို့လဲဆိုတော့ဒီအညာဘက်တွေမှာဆိုရင်အရန်တိတာသူကဒီအညာဘက်ကဒါတပ်ဖွဲ့တွေဆိုရင်အဲ့တုန်းကတည့်ရတိုင်းပဲတာမန်ပြည်သူတွေပေါ့နော်ဘယ်တော့မှလည်းဒါစစ်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့စစ်ရေးအတွေ့အကြုံမရှိဘူးဆိုတဲ့သဘောနဲ့စစ်ကောင်စီကညာဘက်တွေကိုအရန်ထင်သေးတယ်အခုချိန်ထိလည်းအထင်သေးတော့မှာပဲဒါပေမဲ့အဲ့ကာလမှာစစ်ကောင်စီကအရန်အထိနာတယ်ဘာကြောင့်လဲဆိုတော့သူကဒီစစ်ကြောင်းတွေပါတယ်တွားပြီဆိုတဲ့အခါမှာပေါ့နော်သူကအရှိလူနဲ့နောက်ကလူနဲ့ဘယ်လောက်ကွာရမယ်ဆိုတဲ့သတ်မှတ်ချက်တွေရှိတယ်
မီတာ90လားမီတာ10လားမီတာ20လားမျက်စိတဆုံးလားအဲ့လိုမျိုးဒါသူတို့ကချားပြီးတော့တွားရမယ်ဆိုတဲ့ပုံစံမျိုးဒါသတ်မှတ်ထားတာရှိတယ်ပေါ့နော်ဒါပေမဲ့စစ်ကောင်စီကအဲ့လိုပဲဒါအတွေ့အကြုံမရှိပါဘူးဆိုတော့ဒါနေရာတွေကိုငါတို့ကစစ်ကြောင်းထုတ်ရမှာဒါတော်လိုင်းတပ်ဖွဲ့တွေကဒါမိုင်းတွေကိုအများစုအသုံးပြုကြတယ်ပေါ့နော်အဲ့လိုအသုံးပြုပြီးတော့တွေ့လိုက်ပြီးဟေးဆိုတဲ့ခါကျရင်အဆုလိုက်အပြုံလိုက်ကြီးတွေလက်တာဟုတ်တယ်သူတို့ကသွားတာအဲ့လိုမျိုးခုနလိုသူတို့တတ်မှတ်ထားတဲ့ဒါတတ်မှတ်ချက်တွေကိုမလိုက်နာဘူးအထင်သေးတယ်ပေါ့နော်ငါတို့လုံနိုင်မှာမဟုတ်ဘူးပေါ့နော်လက်နဲ့တောင်မှကောင်းကောင်းမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့အထင်သေးပြီးသွားကြတဲ့ခါကျတော့50ရောက်အဲ့လိုစုပြီးတော့သွားကြတယ်အဲ့တော့အပြုံလိုက်ကြီးစော်ခံရတယ်အပြုံလိုက်ကြီးတီးခံရတယ်ပေါ့နော်ပြီးရင်ဒီ drone ကိစ္စပေါ့နော် drone ကိုဒါမြန်မာနွေဦးဒေါ်လာရင်းမှာစပြီးတော့သုံးကြတာကဒေါ်လာရင်းတပ်ဖွဲ့တွေကအရင်ဆုံးစသုံးတာစသုံးတယ်ဆိုတာတွင်တွင်ကြဲကြဲသုံးတာပေါ့နော်ဒီတိုက်ပွဲတွေမှာမြေပြင်တိုက်ပွဲတွေမှာစသုံးတာကိုဒေါ်လာရင်းတပ်ဖွဲ့တွေကတကယ်အရင်သုံးခဲ့တာတကယ်ကိုလည်းထိရောက်ခဲ့တယ်အဲ့လိုမျိုး drone တွေကြောင့်မလို့စစ်ကောင်စီဟာတော်တော်လေးဒုက္ခများခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒါ CDM လောက်ခင်ကာလမှာကိုပဲပေါ့နော်ဒီ drone တွေကိုစစ်ကောင်စီဗိုလ်ချုပ်တွေကစဘယ်လောက်ထိကြောက်တယ်လဲဆိုရင် drone ကဒီစားကား21ဌာနချုပ်ပေါ်ကနေကိုဖြတ်ပြန်သွားတာပေါ့နော်ဟာအဲ့မှာအကုန်လုံးကအကုန်ဟိုလူဝင်တိုက်မိဒီလူဝင်တိုက်မိနေအဲ့လိုမျိုးပြေးကြတယ်ဒါစစ်ကောင်စီအကြီးအကဲတွေကဆိုမြင်မှုတယ်ပေါ့နော်ဒါကောင်းဆောင်နေအဲ့လိုမျိုးဖေဖျဲနေဗျာဘာမှဟန်ကိုဖို့တွေဘာတွေအဲ့လိုမျိုးတွေမရှိဘူးပေါ့နော်ပြေးနိုင်တဲ့ကောင်မှလွတ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တယောက်နဲ့တယောက်တော့နှစ်ဖူးချင်းဝင်ဆောင်တဲ့အထိထွက်ပြေးရလောက်အောင်ဒီကြောက်ခဲ့ကြဘူးတယ်ပေါ့နော်တကယ်လည်းထိရောက်ခဲ့တယ်လက်လက်ကြီးနေရာမျိုးတွေအမြောက်စကန်နေရာမျိုးတွေဒီလိုနေရာမျိုးတွေကို drone နဲ့ကျဲချတိုက်ခိုက်ပြီးတော့အနိုင်ယူခဲ့တဲ့ပွဲတွေကအများကြီးပဲအဲ့တော့စစ်ကောင်စီကဒီအခွင့်အရေးကဒါကျွန်တော်ရခဲ့တာပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေရခဲ့တဲ့အခွင့်အရေးတွေဖြစ်တယ်စစ်ကောင်စီအထင်သေးနေတဲ့အချိန်စစ်ကောင်စီဘက်မှာ drone ကာကွယ်ရေးစနစ်တွေမပြည့်စုံတဲ့အချိန်သူတို့ဒီ drone နည်းပညာနဲ့ပတ်သက်လို့အဆင့်မမြင့်နိုင်သေးတဲ့အချိန်မျိုးတွေမှာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကအခွင့်အရေးတွေအများကြီးရခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုစစ်ကောင်စီအခုဘာပြန်လုပ်လဲဒါဒေါက်တာညိုထွန်းပြောသလိုပဲပေါ့နော်သူတို့အမြဲတမ်းပြင်ဆင်နေရပါအဲ့တော့ဒီခွင့်ရဘယ်လောက်ကြာကြာထိကျွန်တော်ရမလဲမပြောတတ်ဘူးဆိုတာအဲ့ဒါကိုပြောတာအခုဆိုရင်စစ်ကောင်စီက drone တွေအဆင့်မြင့်လာတယ်ပြီးတော့ဒါခုနလိုသွာလာချီတက်တဲ့ပုံစံမျိုးတွေမှာမဖြစ်မနေလိုက်နာရမယ်ဆိုတဲ့ပုံစံမျိုးနဲ့အရေးယူတာတွေလုပ်တယ်ဒါဝင်ရှိတယ်ဆိုပြီးတော့အဆင့်ဆင့်အရေးယူပလိုက်တာတွေထောင်ချပလိုက်တာတွေပေါ့နော်အဲ့လိုမျိုးလုပ်ပလိုက်တာတွေကြောင့်မလို့ဒါတွေနဲသွားတယ်ဆိုတော့ခုနရတဲ့အခွင့်အရေးတွေကပြီးသွားပြီလို့ပြောလို့ရအခု drone ဆိုလည်းအဲ့လိုပုံစံမျိုးပဲသူတို့အရန်ကိုအားနေခဲ့တဲ့အချက်ဒါပေမဲ့အဲ့အချက်ကိုအခုသူတို့ပြန်ပြင်ဆင်တယ်သူတို့ရဲ့မိဖက်နိုင်ငံတွေကနေပြီးတော့နှီးပညာတွေယူတယ်ဒီ drone တွေကတိုက်ပွဲတွေမှာဘယ်လောက်ထိရောက်တယ်လဲဆိုတဲ့ဟာကိုသူတို့ကကောင်းကောင်းကြီးခန်းစားလိုက်ရတာဖြစ်တဲ့ဒီ drone တွေကိုအင်အားဖြည့်ယာနဲ့ချီပြီးတော့ထုတ်လုပ်နိုင်ဖို့အတွက်သူတို့လုပ်ကြအဲ့တော့ပြောချင်တာခုနလိုအခွင့်အရေးကအမြဲတမ်းရနေတာမဟုတ်ဘူးရတဲ့အချိန်ရတဲ့အတော်တွင်လေးမှာအဲ့အခွင့်အရေးကိုအမိရစုပ်ကင်ပြီးတော့ပေါ့နော်လှုပ်ထိုက်တဲ့အချိန်မှာလှုပ်ထိုက်တဲ့အလုပ်ကိုအချိန်မဆွဲဘဲနဲ့မြန်မြန်ဆန်ဆန်လှုပ်ဆောင်ကြဖို့လိုတယ်ပေါ့အဲ့ဒါမှကျွန်တော်တို့ကအလှည့်အပြောင်းနေဖြစ်မှာပေါ့နော်အဲ့ဥစ္စာကိုဆိုလိုချင်းဖြစ်တယ်အဲ့ဟာကတကယ်ကိုမှန်ကန်တဲ့တကယ်မြေပြင်ကအရှိတရားဖြစ်တယ်ဒါကတော့ကျွန်တော်တကယ်ဒီဥစ္စာကောင်းလုံးလို့ပြန်ပြီးတော့ပြောပြတာပေါ့နော်ပြီးတော့အင်တိုက်အားတိုက်နဲ့နေမှာညမှာလှုပ်ဆောင်ကြဖို့ပေါ့နော်အဲ့ဥစ္စာလည်းပြောသွားအဲ့ဟာကတော့ဒါတက်ဖွဲ့တွေနေမှာညမှာလှုပ်နေကြတာပဲပေါ့နော်ဒါပေမဲ့လှုပ်တဲ့အလုပ်တွေကျွန်တော်တို့ပို့ပြီးတော့ထိရောက်ဖို့လိုတယ်အားခတက်တော့အေးဆိုရင်လည်းအဲ့ပုံစံမျိုးပဲပေါ့နော်သူတို့တွေချက်ချင်းလက်ငင်းကြီးနေချင်းညချင်းအောင်မြင်လာတာမဟုတ်ဘူးပေါ့နော်ဒီလိုမျိုးအောင်မြင်မှုတွေစုခုနိုင်ခဲ့တာမဟုတ်ဘူးရှေ့မှာပေါ့နော်ဒါ18နှစ်စာပေါ့နော်ပြောမယ်ဆိုရင်အနည်းဆုံးဒါ10နှစ်ကျော်15နှစ်လောက်ထိကြိုးစားပန်းစားနဲ့အမျိုးမျိုးသောပြောင်းလဲမှုတွေပြင်ဆင်မှုတွေပေါ့နော်အတွေ့အကြုံတွေဒါတွေအများကြီးကိုစုဆောင်းပြီးတော့လှုပ်ထိုက်တဲ့ဟာတွေကိုဇက်တိုက်လှုပ်ဆောင်လာနိုင်တဲ့အတွက်ဒီနေ့ဒီလိုအခြေအနေမျိုးရောက်တဲ့အခါမှာအောင်မြင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့18နှစ်ပြည့်ပြီဆိုတဲ့အချိန်မှာရလက်တွေအများကြီးထွက်တယ်ပေါ့နော်အဲ့တော့ရှေ့ပိုင်းကာလတွေမှာဒီလိုပုံစံမျိုးချက်ချင်းကြီးရောက်ခဲ့တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လိုအပ်တဲ့ပြောင်းလဲမှုတွေပြင်ဆင်မှုတွေကိုနေမှာညမနာသူတို့လုပ်ခဲ့ကြလို့အခုလိုအခြေအနေမျိုးကိုရောက်တာလို့ကျွန်တော်တို့ကဒါနမူနာယူသင့်တယ်ပေါ့နော်အတူယူသင့်တယ်လို့ကျွန်တော်ပြောရမယ်ဒါအောင်မြင်ဆုံးခုနှစ်တွေပေါ့နော်ဒါအခုဆိုလဲနောက်ထပ်ရီမန်းချက်တစ်ခုထပ်ထားတယ်ပြောထားတယ်2026 2029မှာအပိသက်ဒါလုံးဝအဆုံးဖြတ်ပေးနိုင်တဲ့တိုက်ပွဲတွေကိုအောင်မြင်အောင်လှုပ်ဆောင်မယ်အောင်ပွဲတွေယူမယ်ဆိုပြီးတော့ပြောထားရှိတယ်2024ခုနှစ်အတွင်းမှာဆိုရင်ပေါ့နော်ရခိုင်ပြည်နယ်တဲကမြို့နယ်တော်တော်များများကိုတကယ်ပြောထားတဲ့အတိုင်းပဲလက်တွေ့ကြသိမ်းပြနိုင်ခဲ့တဲ့အဖွဲ့လည်းဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီအဖွဲ့အစည်းကြီးကဒါတာဝန်ရှိတဲ့သူတွေကသူတို့ရဲ့အတွေ့အကြုံတွေနဲ့ရှင်ပြီးတော့အခုလိုမျိုးအဖိုးတန်တဲ့ဒါလက်ညွှန်ချက်တွေပြောလာတယ်တိုက်တွန်းချက်တွေပြောလာတယ်ဆိုတာကဒါကျွန်တော်တို့တကယ်ကိုဒါမှတ်သားပြီးတော့လှုပ်ဆောင်ရမယ့်အရာတွေဖြစ်ပါတယ်ပြီးတော့ထပ်ပြီးတော့ပြောသွားသေးရပေါ့နော်အဲဒီထဲမှာဗာလဲဆိုတော့ဒီဗမာကိုပြန်ပြီးတော့ပြောတယ်အဓိကတော့စစ်ကောင်စီကိုပြန်ပြီးတော့တော်လန်တဲ့အထဲမှာဗမာလူမျိုးတွေအများကြီးပါလာတယ်ဒါဟာလည်းအခွင့်အရေးတရက်ဖြစ်တယ်ပေါ့နော်ပြောမယ်ဆိုရင်တော်လန်ရေးရဲ့အချက်ပေါ့နော်ဒါအခွင့်အရေးတရက်ဖြစ်တယ်ဆိုပြီးတော့ပြောသွားတယ်ဒါကောင်းတယ်ပေါ့နော်ကောင်းတဲ့လက္ခဏာဖြစ်တယ်ဒီလိုမျိုးပူပေါင်းပါဝင်လာတာတွေကိုကျွန်တော်တို့စုစုစည်းစည်းနဲ့လုံနိုင်ဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့အခွင့်အရေးကသူကဘာနဲ့တောင်တင်စားလဲဆိုတော့နှစ်ပေါင်း100လောက်မှာတစ်ခါလောက်ပဲရတဲ့အခွင့်အရေးအဲ့တော့ကျွန်တော်တို့ဒါပြောမယ်ဆိုရင်ဒါကလုံးဝခဲခဲရင်းရင်းရတဲ့အခွင့်အရေး
အဲ့ခွင့်ရေးကိုကျွန်တော်တို့အကောင်းဆုံးသုံးချနိုင်ဖို့လိုတယ်အခါတော် AA ကတည့်ရတဲ့အတိုင်းပဲအချိန်တွက်ချက်မှုပေါ့နော်ဘယ်အချိန်မှာဘာလုပ်ရမလဲဘာလုပ်သင့်လဲဆိုတဲ့တွက်ချက်ပြီးတော့လှုပ်ဆောင်တဲ့အပိုင်းတွေမှာအရန်ကိုကောင်းမွန်တယ်ပေါ့နော်ကောင်းမွန်တယ်ရှမ်းမြောက်တိုက်ပွဲတွေမှာအစဒါဖော်ဆောင်ခဲ့တယ်အဲ့လိုတိုက်ပွဲတွေဖော်ဆောင်တဲ့အချိန်မှာဘယ်နေရာမှာဘာတွေလုပ်ခဲ့သလဲဒီအချိန်တွေကငါတို့အတွက်အခွင့်အရေးလားတတိုင်းပြည်လုံးစပြီးတော့အုံကြွပြီးတော့ဒေါ်လာမှာပြီဆိုတဲ့အခွင့်အရေးကဒါငါတို့အနေနဲ့လည်းပါဝင်ဖို့အတွက်တကယ်အချိန်ကောင်းမဲဆိုတဲ့ပုံစံမျိုးတွေကအစရှေ့မှာမြင်တွေ့ခဲ့ရပြီးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီတွေဦးဒေါ်လာရင်းနဲ့အတူပေါ့နော်ဒါပေါ်ပေါက်လာပါတယ်ဆိုတော့ဒေါ်လာရင်းတပ်ဖွဲ့တွေနဲ့အတူပဲဒါ EAR တွေအနေနဲ့လည်းဒီအခွင့်အရေးကိုအမိရသုံးချပြီးတော့ဒါရယူနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒေါ်လာရင်းအောင်ပွဲအသီးပွင့်တွေကိုဒါတစ်ဖွဲ့ချင်းစီတာမကတက်ဆိုင်နဲ့ဆက်ဆက်တဲ့သူတွေလည်းသူ့အတိုင်းအတာနဲ့သူရရှိခဲ့ကြတယ်ဆိုပြီးပြောတာဟုတ်တယ်ကျွန်တော်တို့တိုင်းပြည်လုံးအတိုင်းအတာနဲ့ပေါ့နော်အခုလိုမျိုးတုံ့ပြန်တိုက်ခိုက်ကြတဲ့ခါကျတော့စစ်ကောင်စီကတကယ်ကိုဖျို့ဖျဲဖြစ်ပါတယ်တနေရာဒေသတစ်ခုတည်းနေမြေတစ်ခုတည်းကနေပြီးတော့ဒါဒေါ်လာနေမယ်ဆိုရင်အဲ့နေရာကိုပဲစစ်ကောင်စီကရှိမြအင်အားအကုန်သုံးပြီးတော့ဖိနှိပ်လိုက်မှာပေါ့နော်ဒါပေမဲ့အခုကျအဲ့လိုမဟုတ်ဘဲနဲ့နေရာစုံဒေသစုံကနေပါဝင်လာတာဖြစ်တဲ့အတွက်ဒါအောင်မြင်မှုတွေလည်းအများကြီးရခဲ့တယ်ပြီးတော့ထပ်ပြီးတော့မှတ်သားစရာလေးတစ်ခုပြောသွားရှိတယ်အဲ့ဒါပါလဲဆိုတော့အဖွဲ့အစည်းတစ်ခုမှဖြစ်ဖြစ်မိသားစုမှဖြစ်ဖြစ်အောင်မြင်တဲ့အကြောင်းအရာတွေရှိတယ်ပေါ့နော်အဲ့ဒီထဲမှာဒါအဲ့ထဲမှာပါတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါမရှိမဖြစ်လိုအပ်တဲ့ဟာပါလဲဆိုတော့ခေါင်းဆောင်ချင်းချင်းနားလည်မှုပေါ့နော်အပြန်အလှန်နားလည်မှုတွေယုံကြည်မှုတွေတန်ဖိုးထားမှုတွေဒီကိုစိတ်သက်ရှိမှုတွေပေါ့နော်ဒါတွေကမရှိမဖြစ်ကိုလိုအပ်ပါတယ်ဆိုပြီးတော့ပြောသွားတယ်ဒါဟုတ်တယ်ဒါကျွန်တော်တို့အဖွဲ့အစည်းတွေကတော့အများကြီးရှိတယ်အဲ့တော့အဲ့အဖွဲ့အစည်းတွေတိုင်းမှာခေါင်းဆောင်တွေရှိကြတယ်ဥဆောင်နေတဲ့သူတွေရှိကြတယ်အဲ့ဥဆောင်နေတဲ့သူအချင်းချင်းကြားထဲမှာခုနလိုအပြန်အလှန်နားလည်မှုတွေညီကိုစိတ်သက်ရှိမှုတွေဒီဥစ္စာတွေကတကယ်ကိုတော်လိုင်းမှာတကယ်ကိုအဓိကကြတဲ့မရှိမဖြစ်လိုအပ်တဲ့အချက်တွေဖြစ်ပါတယ်ဗောနော်ပြီးတော့ဒီမဟာမိတ်နဲ့ပတ်သက်တဲ့ကိစ္စတွေလည်းပြောသွားတယ်ဗောနော်မဟာမိတ်ကအရန်ဒါလိုအပ်တယ်တကယ်ကိုအရေးကြီးတဲ့ကဏ္ဍတစ်ရပ်လည်းဖြစ်တယ်တကယ်မြေပြင်မှာဒါအာခတ်တော်အနေနဲ့ဗောနော်ဒါပူပေါင်းပြီးတော့လှုပ်ဆောင်နေတဲ့ဒါတပ်ဖွဲ့တွေလည်းအသီးသီးရှိကြတယ်ဗောနော်အဲ့လိုမျိုးပူပေါင်းလှုပ်ဆောင်တဲ့ခါကျတော့ခု community ဒါတွေ့မြင်နေရတယ်ဗောနော်ဒါမကွေးပကိုး AR တွေဒါမကွေးပကိုး AR တွေအဲ့ဘက်ချမ်းတွေမှာဆိုရင်လည်းဒါစစ်ကောင်စီဟာတိုးလို့မပေါက်တဲ့အနေအထားအထိဖြစ်လာနေတယ်ဒါဟာဒါခုနလိုပေါ့နော်မဟာမိတ်နဲ့ဂျားထဲမှာပေါင်းဆက်ပြီးတော့အခုလိုမျိုးရီမန်းချက်တစ်ခုတည်းအကောင့်ထဲပေါ်တဲ့ခါကျတော့စစ်ကောင်စီဘက်ကဘလို့မှအရေးတာမှုမရပဲဖြစ်နေတာပေါ့နော်အဲ့တော့ဒါတွေကတကယ်ဒါလိုအပ်တဲ့ကျွန်တော်တိုက်တွန်းချက်တွေဖြစ်တယ်လက်တလုံးမှာပြင်အရှိတရားနဲ့ပတ်သက်ပြီးတော့နီးကပ်ဖို့ပေါ့နော်မြေပြင်မှာဖြစ်နေတဲ့အရှိတရားတွေကိုသိရှိဖို့ဒါတွေကလည်းအရေးကြီးတယ်ဆိုပြီးတော့ပြောသွားတယ်ဒါလည်းတကယ်အမှန်ပဲကျွန်တော်တို့မြေပြင်မှာရှိနေတဲ့သူမြေပြင်မှာရှိနေမှပဲမြေပြင်ကတကယ်အရှိတရားတွေကိုသိနိုင်မှာငါတို့တပ်ဖွဲ့တွေဘာတွေလိုအပ်နေတယ်လဲဘလို့အခက်အခဲတွေကြုံနေတယ်လဲငါတို့ရဲ့အခြေခံနေမြေအတွင်းမှာရှိနေတဲ့ပြည်သူတွေဘလို့အခက်အခဲတွေကြုံနေတယ်လဲဘာတွေလှုပ်ဆောင်ပေးဖို့လိုမလဲပြည်သူတွေရဲ့လိုလားမှုကဘာတွေလဲဆိုတဲ့ဟာကိုလည်းမြေပြင်မှာရှိနေမှမြေပြင်မှာနီးကပ်နေမှဒါတွေကိုသိခွင့်ရမှာအဲ့လိုမျိုးလုံနိုင်မှပဲတိုးတက်တဲ့ပြောင်းလဲမှုတွေဖြစ်လာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော်တော်လေးကောင်းမွန်တဲ့တိုက်တွန်းချက်တွေဖြစ်ပါတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးအားကတော်အေးရဲ့အောင်မြင်မှုတွေကိုစစ်ကောင်စီဘက်ကကောင်းနေတာဘာပြောလဲဆိုတော့ပေါ့နော်အခုချိန်ထိအုံနောက်မဲ့အသိဉာဏ်မဲ့တဲ့သူတွေများနေစေဆိုတဲ့ဟာကိုပြောပြချင်တာပါဘာလို့လဲဆိုတော့သူတို့ပြောတဲ့ဟာသူတို့ရဲ့ဝါဒဖြန့်မှုတွေကိုယုံတာပေါ့နော်AR နဲ့အခုဆိုရင်မြေပြင်မှာပေါ့နော်ထွက်ပြေးနေရပြီပေါ့ထွက်ပြေးနေရပြီမျိုးပြုတ်တော့မယ်ဆိုတဲ့ပုံစံမျိုးတွေကစပြောနေတာရှိတယ်ပေါ့နော်အဲ့ဒါကစစ်တပ်ထဲကကောင်တွေပြောတာတော့မဟုတ်ဘူးစစ်တပ်ထဲကကောင်တွေကဝါဒဖြန့်တဲ့ပုံစံမျိုးလောက်ပဲရှိတယ်တကယ်ယုံကြည်တဲ့ကောင်တွေကစစ်တပ်ကိုထောက်ခံတဲ့သူတွေဖြစ်တယ်ပေါ့နော်ပြီးရင်သူတို့ပြောတဲ့ထဲမှာရှိသေးတယ်အခု A ကဖန်ဆီးရရှိပါတယ်ဆိုတော့ဒီဗိုလ်ချုပ်တွေဗိုလ်မှူးချုပ်တွေပေါ့နော်အဲ့လိုလူတွေက AI နဲ့လှုပ်ထားတာဆိုပြီးတော့ပြောတဲ့ဟာတွေကိုယုံကြည်တဲ့သူတွေကအစရှိတယ်ကျွန်တော်အစတော့တကယ်မယုံဘူးဒါပေမဲ့လည်းပေါ့နော်အဲ့လူတယောက်ကအဲ့လိုလာပြောတဲ့အချိန်မှာကျွန်တော်ပြန်ပြောတဲ့ဟာမှာ तू ယုံကြည်နေတဲ့ဟာကြီးကတကယ်ကိုပြင်းပြင်းထန်ထန်ဖြစ်နေတာကိုသိခဲ့ရတယ်ပေါ့နော်တော်တော်ကိုအသိဉာဏ်မဲ့တယ်လို့ပြောရမှာပေါ့နော်ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းလုံးဝမရှိတော့တဲ့သူတွေကစစ်ကောင်စီကိုထောက်ခံနေတဲ့ဟာကိုကွက်ကွင်းကိုတီးလိုက်ရတယ်တကယ်ကိုအုံနောက်မဲ့ပါတယ်ပေါ့နော်ဒါတွေကလုံးယူလို့ရတဲ့အရာတွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူတို့ရဲ့အဲ့လိုမျိုးထင်မြင်ယူဆချက်တွေကစစ်ကောင်စီအကြီးပိုင်းတွေအတွက်တော့ခေါင်းခဲစရာတွေဖြစ်နေမှာပေါ့နော်တကယ်မြေပြင်မှာဘယ်လောက်ထိစစ်ရှုံးနေတယ်လဲသူတို့သိပါတယ်ပေါ့နော်အဲ့တော့အားခတ်တော် A ကဒူစီအိုစီချုပ်ဒါဒေါက်တာညိုထွန်းအောင်တိုက်တွန်းလိုက်တဲ့တိုက်တွန်းချက်တွေကလည်းတကယ်ကိုကောင်းမှုပါတယ်ဒီအခမ်းအနားမှာပြောသွားတဲ့ဟာတွေအကုန်လုံးကကျွန်တော်တို့ဒါသတိထားရတော့မယ့်အရာတွေဒါအချိန်မီလှုပ်ဆောင်ပြင်ဆင်ရတော့မယ့်အရာတွေဖြစ်တယ်ဆိုတာလေးလည်းမှတ်ယူမိတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ 4K စကန်အကြောင်းပေါ့နော် 4K စကန်နဲ့ပတ်သက်လို့ဒါကတော့ဟိုလေးတကြော်ဖြစ်သွားတယ်ဖမ်းမိတဲ့ဒါလူတဲ့ရမှုဆိုရင်ပေါ့နော်သူကငိုတောင်းလို့သူကဖင်ပြောင်းဒါမျိုးတွေကစပြောနေတာတွေရှိလာတယ်ပေါ့နော်ဒီစကားတွေကစကစားသွားတယ်ပေါ့နော်သူ့ရဲ့ဖြစ်ပျက်ပုံကြီးကလည်းတကယ်လည်းအဲ့လိုဖြစ်ခဲ့တာဟုတ်နော်အဝတ်တောင်မကတ်နိုင်တော့ဘူးပေါ့ဗျာအဲ့တော့အဲ့ 4K စကန်ကိုသူတို့ကဘယ်လောက်ထိကြွေးကြော်ထားသလဲဆိုတော့ဒီစကန်ကဘယ်တော့မှမကြစီရဘူးပြီးတော့ဒီ logi အစီအအနေနဲ့ကအစလှုပ်ထားတယ်ဆိုပြီးတော့သိရတယ်ပြီးတော့အခိုင်အမာခံစစ်ပြင်ထားတဲ့နေရာဖြစ်ပြီးတော့သူကကြိုက်တဲ့လောက်လာတိုက်
မကြစီရဘူးဆိုပြီးတော့ကြွေးကြော်ထားတဲ့စခန်းဖြစ်တယ်ဆိုပြီးတော့ထပ်သိရတယ်ပေါ့နော်အဲ့တော့တော်တော်လေးလည်းရည်စရာကောင်းပါတယ်ပြီးတော့ခုနဒီဒုတက်ရမှုဆိုတဲ့သူကလည်းပေါ့နော်ကြောင်းတောင်းဖြစ်နေတဲ့အနေအထားပေါ့နော်အဲ့တော့သူ့တပည့်တွေကသူ့ကိုယ်တော်ထားပြီးတော့ထွက်ပြေးခဲ့ရတဲ့အနေအထားမျိုးဒီစစ်ကောင်စီတပ်ဘက်မှာဖွဲ့စည်းပုံတွေပြက်နေတာဖြစ်ပါတယ်ပြီးတော့ဒီကျုံဝါကြသေးတယ်ပေါ့နော်ဒီနေရာကဒီစကားကသူတို့တော်တော်အရန်အရေးကြီးတာပေါ့လေဘာကြောင့်လဲဆိုတော့မင်းအွန်လိုင်းကိုယ်တိုင်ထိုင်ခဲ့တာဖြစ်တယ်အဲအားကြောင့်မလို့အဲ့စကားကိုအခုဆိုပြန်ရယူဖို့အတွက်စစ်ကူစစ်ကြောင်းတွေလွတ်နေတယ်ဆိုပြီးတော့လည်းသိရတယ်ပြီးတော့ဒါဒီလမ်းကြောင်းပေါ်မှာရှိတဲ့တခြားပေါ့နော်ဒါဝင်းတပ်ပန်တို့ပြီးရင်ဒါဘိန်းနယ်တော်တို့ပေါ့နော်ပြီးတော့ဒါအင်တော်တို့ကြောက်ကူတို့အဲ့ဘက်ချမ်းနေပေါ့နော်အဲ့ဘက်လမ်းကြောင်းမှာရှိတဲ့ဒါစစ်ကောင်စီစုဖွဲ့ထားတဲ့နေရာမျိုးတွေမှာဆိုရင်အခုဆိုလုံခြုံရေးတွေတိုးမြင့်ထားတယ်ဒါနေ့စဉ်နဲ့မျှပဲသူတို့စခန်းတွေလည်းတိုက်ခံရမလားဆိုတဲ့စိတ်မျိုးတွေနဲ့ဒါလုံးဝပေါ့နော်မအိမ်မနေဘဲနဲ့ခံစစ်တွေနေရာယူနေကြတယ်ဒါမျိုးပုံစံမျိုးတွေလည်းသိရတယ်ပေါ့နော်အခုလည်းဒါအဲ့ဘက်ချမ်းကနေပြီးတော့ပေါ့နော်အဲ့စခန်းကိုပြန်ပြီးတော့ရယူမယ်ဆိုပြီးတော့ကျင်းဝါနေတဲ့သဘောမျိုးနဲ့ကျင်းဝါလို့လည်းမရဘူးမြောက်လိုင်းကလည်းပြင်းတော့မှလေနော်ငါလက်ထက်တော့ကတော့မကြဘဲနဲ့မင်းလက်ထက်ကြောင့်မှကြတယ်မင်းရအောင်ပြန်ယူရဲဝင်ဦးပေါ့နော်အဲအကြောင်းလို့ဒါအခုလည်းစစ်ကူတွေတက်လာတယ်ဒါပေမဲ့အကြောင်းမဲ့တက်တက်၄ချောင်းနဲ့ပြစ်လို့ပေါ့နော်ပျက်စီးတာတွေရှိတယ်ဆိုပြီးတော့လည်းသိရဒါကတော့စစ်ကောင်စီရဲ့ထုံးစံပါပဲသူတို့ရှုံးပြီဆိုရင်ရှုံးမဲတယ်ပြည်သူကိုပဲပြစ်မှတ်ထားပြီးတော့လုပ်တယ်ဒီလိုဒေတာဘက်တွေမှာရှိတဲ့ပြည်သူတွေဆိုရင်စစ်ကောင်စီရဲ့အမြင်မှာဘယ်လိုလဲဆိုတော့သူကဆိုတဲ့ဟာကတော့သူတို့ရဲ့ထုံးစံပဲဖြစ်တယ်အဲ့တော့ဒါလေချောင်းတွေပို့ပြီးတော့ view site ကြဖို့လိုတယ်အဲ့တော့စစ်ကူစစ်ချောင်းတွေလည်းလာနေပြီဆိုတဲ့အတွက်ဘာတွေဆက်ဖြစ်မလဲစောင့်ကြည့်အောင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့ကတော့ဒီစကန်ကိုတေချာပေါက်ပြန်လို့ခြင်းပါမင်းအောင်လိုက်ထိုင်ခဲ့တဲ့စကန်ပေါ့လေနော်ပြီးတော့ဒါရန်ကုန်အခြေစိုက်အမေရိကန်တန်ယုံကယနေ့ထုတ်ပြန်လိုက်တဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးရဲ့2026ခုနှစ်မြန်မာအတာတကြံပွဲတော်နှစ်သက်ကူးကာလစုမုံကောင်းတောင်းတဲ့စကားလေးပေါ့နော်အဲ့ဒါလေးကလည်းအားရှိစရာကောင်းပါတယ်အမေရိကန်ပြည်ထောင်စုကမြန်မာနိုင်ငံကပြည်ပကများကြောင်းပေါ့နော်ယိုယွင်းနေတော့လေဒီအကြက်တဲတွေအဆုံးသက်စေရေးကူညီပံ့ပိုးပေးဖို့ဆက်လက်ပြီးတော့တန်ဋိဌာန်ချထားပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ထုတ်ပြန်လိုက်တယ်ပေါ့နော်မြန်မာပြည်သူတွေဟာလည်းတဲ့ဇက်တိုက်ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေအကြားမှာပေါ့နော်ရဲစွမ်းတက်တီနဲ့ကြကြခံနိုင်စွမ်းရှိမှုကိုထက်တလဲလဲပြသခဲ့ကြပြီးဖြစ်ကြောင်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးကပြောပါတယ်ပြီးတော့တကြံရဲ့အနှစ်သာရကပုံမကောင်းမွန်သောမနှက်ဖြတ်များစွာရှိကြောင်းသတိပေးနေသည့်အတိုင်းမြန်မာပြည်သူများအတွက်ခွန်အားကြန့်ခိုင်ရည်နဲ့လာမယ့်နှစ်သက်အတွက်မျှော်လင့်ချက်အသစ်များရရှိပါစေကြောင်းစုမှုကောင်းတောင်းပါတယ်ဆိုပြီးတော့နွေနွေထွေထွေစုမှုကောင်းတောင်းတယ်ဆိုပြီးတော့ထုတ်ပြန်လာတယ်ပေါ့နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဒါကမြန်မာပြည်သူတွေအတွက်တော့အားတက်စရာလို့ပဲပြောရမှာပါဘာကြောင့်လဲဆိုတော့ဒါမင်းအွန်လိုင်းအနေနဲ့ကဘယ်ကိုကြောက်တယ်လဲအားလုံးလည်းသိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးနဲ့အမြဲတမ်းမကြာခဏအခုလိုမျိုးမြန်မာပြည်သူတွေနဲ့အတူရက်တီကြောင်းအတူရှိကြောင်းဒီလိုမျိုးထုတ်ပြန်ပေးတာနဲ့တင်ကိုပဲမင်းအွန်လိုင်းအတွက်ကတော်တော်လေးခက်ခဲတဲ့အနေအထားပေါ့နော်တော်တော်လေးခံစားရခက်မှာပေါ့လေနော်ပြီးတော့ပြည်သူတွေအတွက်ဒါတစ်ချက်ပြန်တွေးမိတာပေါ့နော်ဟောငါတို့ရဲ့အကြောင်းကိုနားလည်တဲ့သူတွေငါတို့ရဲ့အကြောင်းကိုပြေဝနားလည်သူတွေငါတို့အတွက်ရက်တီတဲ့အ ਨੇ ဆုံးတော့ပေါ့နော်ဒီလိုအပြောဆိုမျိုးနဲ့အတူတူရက်တီကြောင်းပြသနေတဲ့သူတွေရှိပါသေးတယ်ဆိုတော့စိတ်ခွန်အားမျိုးလည်းရစီတယ်ပေါ့နော်ပြီးတော့ဒီအချက်တဲတွေဖြည့်ရှင်းနိုင်မှုအတွက်ကိုပေါ့နော်ထောက်ပံ့ပေးတဲ့ငွေကြေးတွေကလည်းဒါတစ်ဖက်မှာရှိသေးတယ်ပေါ့နော်ပြီးတော့ဒီလိုမျိုးဒါဆိုးရုပ်တဲ့အလုပ်တွေကိုလုပ်နေပါလေဆိုတော့စစ်ကောင်းဆောင်တွေပြီးရင်သူတို့နဲ့ဆက်ဆက်တဲ့မိသားစုတွေပြီးရင်ခရိုနီတွေပေါ့နော်ဒီစစ်အာဏာရှင်ဒါစနစ်ဆိုးတက်ဆိုးရှည်ဖို့အတွက်လှုံ့ဆော်ပေးနေကြပါလေဆိုတော့ဒီခရိုနီတွေကအစစီးပွားရေးပိတ်ဆို့တာတွေဒဏ်ခတ်ပိတ်ဆို့တာတွေပေါ့နော်ဒါမျိုးပုံစံတွေကအစတော့ဇက်တိုက်ဆိုသလိုလှုံ့ဆော်နေစေပဲဖြစ်ပါတယ်ဒါပေမဲ့တစ်ခုပေါ့နော်တကယ်လိုအပ်နေတဲ့အကူအညီတကယ်လိုလားနေတဲ့အကူအညီကကြတော့တစ်မျိုးပေါ့နော်ဒါမဲ့လည်းကူညီပေးနေတဲ့အကူအညီကလည်းတစ်ဖုံပေါ့နော်အဲ့လိုတော့ဖြစ်နေတယ်လို့ယူဆလို့ရတယ်ပြည်သူတွေကလည်းဒီလိုခံစားနေရတယ်ပေါ့နော်ဝင်လိုက်ပါတော့လားကြိတ်လိုက်ပါတော့လားဖမ်းလိုက်ပါတော့လားပေါ့နော်အဲ့လိုမျိုးပို့ပြီးတော့လိုလားတောင်းတနေကြတယ်ဆိုတဲ့ဟာကိုလည်းမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒါကလည်းမခံနိုင်တော့တဲ့အဆုံးအခုလိုမျိုးပြောဆိုကြပါပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါမင်းအွန်လိုင်းနေ့စဉ်နဲ့မျှရုံးမှာရက်ဆက်တဲ့တန်ကိုပြည်သူကလှိမ့်နေအောင်ခံရတယ်ဗျာဒါကတော့တပိုင်းပေါ့လေနော်ခုနကလိုပေါ့နော်ဒါပျော်တဲ့နေရာကလည်းပျော်နေတာတွေ့ရတယ်တကယ်ကိုငရဲကျနေတဲ့နေရာကလည်းငရဲကျနေတယ်ပေါ့နော်အခုဆိုရင်ဒီရက်ထဲမှာလေကြောင်းတိုက်ခိုက်ခံနေရတဲ့နေရာတွေရှိတယ်မိရှုခံနေရတဲ့ခြေရွာတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးရှိနေတယ်ဆိုပေမဲ့လည်းမင်းအွန်လိုင်းဒါလုတ်တဲ့ပေါ့နော်တကြံပွဲတော်မှာသွားပြီးတော့ပျော်ပါနေတဲ့သူတွေကလည်းရှိကောင်းရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တော်လိုင်းရဲဘော်တွေပြောကြတဲ့စကားတစ်ခုရှိတယ်ပေါ့နော်ငါတို့တွေကကြတော့ဒီလိုတော်တဲ့တောင်ထဲမှာအသက်ပေးပြီးတော့တိုက်ပွဲဝင်နေရတယ်မင်းတို့ကကြတော့မြို့ပေါ်မှာပျော်ပါနေတယ်ဆိုတဲ့ပုံစံမျိုးကတော့ဒေါ်လာတက်ဖွဲ့တွေရဲ့စိတ်ထဲမှာအဲ့လိုတော့မရှိဘူးဗျပြောချင်တာကတော့ကိုရွေးချယ်ခဲ့တဲ့လမ်းဖြစ်တဲ့အတွက်ဘလို့ဟာပဲကြုံဘလို့အခက်ခဲပဲရှိငါတို့ကတော့ဆက်သွားမှာပဲပေါ့နော်ဒါပေမဲ့အဲ့မင်းတို့ပျော်နေတယ်ဆိုရင်တော့မှပဲကိုယ့်ဟာကိုယ်အနေကင်းအောင်လေးတော့နေကြဘာကြောင့်လဲဆိုတော့စစ်ကောင်စီကဒီလိုမျိုးတွေရုံးပါတယ်စစ်ကောင်စီရဲ့ရွေချက်ကဒီလိုတွေရှိတယ်ဒီတကြံပွဲတွေလောက်ရခြင်းရဲ့ရွေချက်ရဲ့နောက်ွယ်မှာဒါမျိုးတွေရှိတယ်ဆိုတဲ့ဟာကိုတော့သတိပေးနေတာလေးရှိတယ်ပေါ့နော်အဲ့တော့မပါဝင်လို့လည်းအပြစ်ပြောနေမှာတော့မဟုတ်ဘူးပါဝင်နေတဲ့သူတွေကိုကျွန်တော်တို့ပို့ပြီးတော့တန်ဖိုးထားကြဖို့လည်းလိုတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့
အကုန်လုံးပဲပေါ့နော်လူငယ်သဘာဝပျော်ချင်ကြတာပဲဒါပေမဲ့ပျော်လို့မရသေးတဲ့အခြေအနေမှုလို့အခုလိုမျိုးဒေါ်ရဲတောင်ထဲမှာခက်ခက်ပြင်းပတ်ပတ်နဲ့ဆရာနာရှင်ကိုတက်ပြီးတော့ဒေါ်လာနေကြတာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးဒေါ်လာရဲဘော်တွေကိုပို့ပြီးတော့တန်ဖိုးထားတယ်ပေါ့နော်ဒါကြောင့်မလို့ဘလို့ပဲဖြစ်ဖြစ်ဒီလိုမျိုးရဲဘော်တွေဒီလိုမျိုးတပ်ဖွဲ့ဝင်တွေရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့လိုချင်တဲ့ဘန်းတိုင်းကတေချာပေါက်ရောက်မယ်လို့လည်းယုံကြည်တယ်မြို့ပြည်သူတွေအနေနဲ့လည်းပေါ့နော်ဒါကြုံတွေ့နေရတဲ့စစ်ကောင်စီရဲ့လှည့်ကွက်တွေထဲမှာပါမသွားဖို့ပြီးရင်စစ်ကောင်စီဖန်တီးနေတဲ့ပေါ့နော်ဒါရွေချက်ရှိဖန်တီးနေတဲ့စိတ်တဲ့စစ်စင်ရေးတွေမှာမယုံစားဖို့ပေါ့နော်ကျွန်တော်တို့တော်လိုင်းရေးကိုမမိတ်မတုံဆက်ပြီးတော့စ조사ကြဖို့ဒီညနေဒါတောင်းဆိုလိုပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်